စစ်ပစ္စည်းဆိုင်ဖွင့်ဖို့အတွက်စဉ်းစားနေရဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်သင့်ပါတယ်ဒီဗီဒီယိုလေးမှာဆိုရင်89လမ်း29လမ်းစာမှာဖွင့်လှစ်ထားတဲ့မော်မီသားစုလျှက်စစ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးရဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်မော်မီသားစုကတော့လျှက်စစ်ပစ္စည်းမျိုးစုံကိုအမျိုးအစားဆောင်ရည်စွာထည့်စီရောင်းချပေးနေရကြောင်းခုမှလျှက်စစ်ပစ္စည်းဆိုင်ဖွင့်တဲ့သူတွေကဘယ်ကဝယ်ပြီးတော့မှပြန်ရမလဲမသိဖြစ်နေတဲ့သူတွေအတွက်အဆင်ပြေစေတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်မော်မီသားစုမှာဆိုရင်မီးပြီးမီးလုံးမီးခလုတ်ဇမီးတွေအပြင်ဒင်းမီးထမင်းပေါင်းပန်းကားနဲ့အဲကူလာအနမ်းဆုံးဆက်မျိုးစုံအထောက်ရှိရဲ့လျှက်စစ်ပစ္စည်းမျိုးစုံကိုအမျိုးအစားဆုံးဆုံးလေးလေးထည့်စီရောင်းချပေးနေရမလို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်ပြီးဘာပဲလူတင်လို့ချင်းတွားရအားပေးနိုင်ပါတယ်ရှင်မော်မီသားစုကတော့လုပ်ငန်းမစတင်ခင်ကတည်းက IT Star ရဲ့ EBS Enterprise Software ကိုရွေးချယ်သုံးထားတာပဲဖြစ်ပါတယ်မော်မီသားစုလိုမျိုး distribution လုပ်ငန်းတွေအတွက် EBS Enterprise Software ကိုအသုံးပြုလို့ရဆိုရင်တော့ IT Star ရဲ့08115333 09556161နဲ့09556161ကိုဆက်သွယ်ပြီးတော့စုံစမ်းမြင်နိုင်ပါတယ်ရှင်